အားလုံးပဲမင်္ဂလာပါဒီနေ့ကျမဝေမျှပေးချင်တာကြတော့ကျမဒီနိုင်ငံကိုရောက်လာအောင်ဂျားထဲမှာ language ပိုင်းကအစဘယ်လိုမျိုးပြင်ဆင်ခဲ့လဲဆိုတာကိုပြောပြချင်တယ်ပေါ့အဓိကတော့ဒီနေ့ပြောမှာတော့ language အပိုင်းနဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံတွေမျှဝေချင်တာဖြစ်ပါတယ်နိုင်ငံခြားက senior တွေကိုလမ်းမေးတယ်ပေါ့နော်နိုင်ငံခြားမှာဒီမြန်မာပညာရေးနဲ့ဆက်ပြီးတက်မယ် master ပဲတက်ချင်တာအဲ့တော့ဘာတွေစုတင်လဲဆိုတော့ကျွန်မတင်တဲ့နေဆက်မတက်နဲ့စုနိုးအနေနဲ့ရပြီအဲ့တော့ဘာလုပ်တင်လဲဆိုလုပ်သက်ကိုစုပါ volunteer လုပ်ရင်လုပ်ပတ်စံရတဲ့ဟာမျိုးလုပ်ရင်လုပ်ဒါပေမဲ့ကိုယ့်ရဲ့ career နဲ့ကိုက်ပါစေပြီးတော့မှ gap year မရှိစေနဲ့ဆိုပြီးတော့မှကျွန်မကိုတတိပေးခဲ့တာပေါ့နော်ဆိုတော့အဲ့လိုကနေပြီးတော့မှကျွန်မနိုင်ငံခြားထွက်မယ်ဆိုတော့ gap year တွေလိုက်ဖြည့်တယ်လုံးပန်းတယ်အဲ့ဒီကနေပြီးတော့မှ language ကိုအပီးတိုင်းCOVID နောက်ပိုင်းမှာရက်လိုက်မိတယ်6နှစ်ကြာသွားတယ်အင်္ဂလိပ်စာအထီးတွေ့မရှိဘူးပေါ့နော်အဲ့ဒီကနေဘာထက်လုပ်လဲဆိုတော့ကျွန်မတရုတ်သင်တယ်ခြားထဲမှာเนาะတရုတ်ကငငယ်ကလေးကရင်သင်ထားပြီးတဲ့အခါကျတော့ဆက်တက်တယ်ပေါ့နော်ပြီးတော့မှဒီပြင်သစ်ကိုကျောင်းတော့တက်ချင်တယ်ဥရောပမှာကျောင်းတက်ဖို့ကကျွန်မရဲ့အိမ်မက်ဆိုတော့ဘယ်နိုင်ငံကိုသွားရရှန်ကန်ဗီဇာရှိတဲ့နိုင်ငံကိုပဲသွားချင်တာအဲ့တော့ဘော့တိုသွားတက်မယ်ပေါ့နော်လုံးဝတောင်ကြီးနဲ့လည်းရသည်ဥတုတူတယ်ဆိုပြီးတော့မှရွေးထားတယ်စီနီယာတယောက်ကိုလမ်းမေးတဲ့အခါကျတော့ဆီယာမရဲ့အဆက်နဲ့မေးကြည့်လိုက်တော့ဒီစေးထမ်းနေကိုပြင်သစ်လို့သင်ရမယ်ဆိုဘယ်လိုမှလိုက်နိုင်မှာမဟုတ်သူတို့တောင်မှလုံးဝ guide လိုက်လာပြီးနှစ်ရှည်အကြာကြီးလိုက်လာတာတော့မှစာအုပ်မနေလိုက်ရတယ်တဲ့အဆင်ပြေမှာမဟုတ်ဘူး international program ကိုပဲရှောက်ပါဆိုပြီးမှကျွန်မပြောတဲ့အတွက်ကျွန်မနိုင်ငံပြောင်းရတယ်ပေါ့နော်နိုင်ငံပြောင်းရတယ် plan ပြောင်းရတယ် major တေချာယူရတယ် major တော့အစကတည်းက clinical psychology ပဲလိုချင်ခဲ့တာပေါ့နော်အဲ့ဒီကနေပြီးတော့မှဘာဖြစ်လဲဆိုတော့language ကplacement test ဖြေရမယ် IELTS ကိုတက်ချင်ရင်okay ဖြေလိုက်မယ်ပေါ့တက်မှာပဲလေနော်ကိုကဓာကြီးကိုမြန်စလို့စာမွဲဖြည့်ချင်တာလည်းမဟုတ်ဘူးအဲ့တော့သင်တန်းတက်မှာပဲဆိုတော့ကိုယ့် level ဘယ်လောက်ရှိသေးလဲပေါ့အရင်ကလည်းထိရောက် AC တွေဘာတွေမှာတော့တက်ဖူးရဲပေါ့လေဒါပေမဲ့9နှစ်6နှစ်ဂျားထဲမှာလည်း language တွေအများကြီးဝင်သွားတဲ့အခါကျတော့ language acquisition အကြောင်းဖတ်ဖူးတဲ့လူလေ့လာဖူးတဲ့လူဆိုသိလိမ့်မယ်ဒါမှမဟုတ်တကယ်ပညာရေးပြေဝတဲ့ဆရာသမားတွေဆိုရင်တော့ဒါနားလဲတယ်ပေါ့နော်ကလေးတယောက်ရဲ့အုံနောက်လူတယောက်ရဲ့အုံနောက်ဒီကျောင်းသူကျောင်းသားတယောက်ရဲ့အုံနောက်ကအရင်သင်ခန်းစာသင်ထားပြီးသားလှောင်ပိတ်နေရပေါ့နော်ဒါကိုပြန်အသုံးမချဖြစ်တော့ဘူးဆိုအဲ့ဒီပညာရက်က level ကဒီလိုကြာတယ်အနောက်ရောက်လာတဲ့သင်ခန်းစာတွေဝင်လာရင်ပိုတောင်ဆိုးသေးတယ်ဒါအုံနောက်ရဲ့တဘာဝလှုပ်ဆောင်ပုံပဲနိုင်ငံခြားထွက်တော့မယ် IELTS ပြင်ဆင်မယ်ဆိုတောင်ကြီးမှာလေကျမကိုလေအဲ့ဒီတော့ကဖွင့်စားကြောင်းအခုတော့နာမည်ကြီးပါတယ်တောင်ကြီးကလည်းသိတဲ့အတိုင်းပေါ့နော်ဒီဟာထဲကဒီဟာလေးပဲရှိတာဆိုတော့မောင်းထုတ်ခံမှုတယ် placement test ပဲသွားဖြေလို့တော်သေးတယ်ဒီလားကျမကိုလေ on paper ဖြေခိုင်းတဲ့အချိန်မှာသူတို့ listening test ကိုဘယ်လိုလုပ်ပြီးလဲဆိုလုံးဝအတန်နေစူညံ့နေတဲ့ခန်းထဲထည့်ထားတယ်ရေတက်လာပိုးလိုက်ခဏနေကြရင်ထော်လာကြီးကလာလိုက် listening ကတစ်ခေါက်ပဲဖွင့်ပြတာလေပြီးတော့မှသူက YouTube ကနေဓာတ်ရိုက်ဖွင့်ပြတာခွေလည်းမဟုတ်ပါလည်းမဟုတ်ခွေတစ်ခွေမှဘယ်လောက်မှမပေးရဘူးဒါတော့ထားပါပြောမနေတော့ဘူးကျမလည်း level ကျနေတဲ့အချိန်ဆိုတော့နှောက်ယှက်ရန်ဖြစ်တယ်လေ listening ဖြေရတာသိတဲ့ဒါလူများကြီးကြားထဲမှာရွယ်သူကောင်းလေးရောကောင်းမလေးရောဝန်ထမ်းဆရာမအများကြီးပဲကောင်းဆေးဆိုပြီးမှမောင်းထုတ်တာအလောက်မှမတက်နိုင်ငံခြားမသွားနဲ့တဲ့အင်္ဂလိပ်စာမဖြစ်မနေသုံးရမှာမှန်တယ်ဒါပေမဲ့အခုနောက်တက်လာမဲ့ကလေးတွေကိုလေမနှင်းချပါနဲ့အရန်မုန်းတာပေါ့နော်အင်္ဂလိပ်စာတက်လို့လေကျမတို့စာသင်စားလို့ပဲရတယ်တခြားပညာရဲ့ကျမတို့မတူညီတဲ့အိမ်မက်တွေကိုအင်္ဂလိပ်စာတစ်ခုတည်းတက်ရုံနဲ့ရှောက်လန်းလို့မရအောင်ကျမတို့ဆိုလို့ရှိရင်social နဲ့ပဲ psycho နဲ့ပဲအင်္ဂလိပ်စာနဲ့ကဘာမှမဆိုင် language တစ်ခု support ပေးတယ်ဆိုတဲ့ဟာလောက်နဲ့ပဲသွားတာအဲ့ဒါကိုကျမကျောင်းရှောက်မယ်ဆိုတော့လေဒီ agent အနေနဲ့လဲစကားပြောဘူးတယ်စကားပြောတဲ့အခါမှာအင်္ဂလိပ်စာမှာ 7.5 လောက်မှမရရင် master ပဲလုံးဝတက်လို့မရတော့ဘူးလို့သိရမလား level လုံးဝမမီတော့ဘူးလို့
IGCSE တွေ GED တွေဖြေထားမှလူရဝင်တယ်လို့ခုနောက်ပိုင်းဆိုလို့ရှင်ဟိုဟာကိုအသက်မွေးဝမ်းကြောင်းကောင်းကောင်းလုပ်လို့ရတယ်သိလားကလေးတွေကိုနှိမ်ဖို့မလိုဘူးကျမနာဆိုလို့ရှိရင်လေမျက်ရည်နဲ့မျက်ခွက်ကလေးတွေလာကြတယ်တနာလိုက်တာကိုယ်တိုင်လည်းခံဘူးတာကိုလူကြားထဲမှာလူအလောက်များကြားထဲမှာမောင်းထုတ်တာလေနင်းလောင်းနဲ့သွားတက်လို့မရတော့ဘူးတဲ့ငါကိုကပဲအင်္ဂလိပ်စာကြီး level ရန်ကြီးနေပြီးတော့မှအရန်အယူအိမ်မက်နေတယ်လို့ပဲသူတို့ပြောပြီးမောင်းထုတ်တဲ့ပုံစံဘဝမမေ့ပါနဲ့စာတင်တဲ့လူတွေဆိုလဲစာတင်တဲ့လူတွေပေါ့နော်ကလေးတွေကိုစိတ်ဓာတ်တွေမရိုက်ချိုးပါနဲ့ဘာလို့လဲမတက်လို့တင်မဲ့ကလေးတွေလေဟုတ်တယ်မလားဒီအင်္ဂလိပ်စာလေးရှိတော့အဆင်ပြေတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့လေ best card တစ်စီးလို့ပဲအင်္ဂလိပ်စာလိုရာခရီးကိုသွားဖို့ supporting တစ်ခုပဲဘဝမဟုတ်ဘူးပန်းတိုင်မဟုတ်ဘူးအင်္ဂလိပ်စာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ပြီးတော့ဆီယာမပြန်လုပ်မဲ့လူတွေကတော့ထားပါတာသူတို့ရဲ့ career ကျမတို့အနေနဲ့ကျမလိုဘူးလေအားပေးလိုက်မယ်နော်ကလေးတွေအနေနဲ့လည်းလူငယ်တွေအနေနဲ့လည်းလေကျမဒီကိုရောက်လာ overall band score 6နဲ့ရောက်လာဝင်လာပဲလောက်သက်တွေရှိရလေအင်္ဂလိပ်စာသင်စားမှာမဟုတ်တာအင်္ဂလိပ်စာနဲ့ပဲဘဝကိုရက်တည်မှာမဟုတ်တာဒါကျမ line မှာမဟုတ်တာဟုတ်တယ်နော်ဆိုတော့ 7.5 မှာ master ရောက်လို့ရှောက်လို့ရတယ်သူတို့ပါဇက်ထဲမှာပဲရှိရလေတကယ်တမ်းရှောက်ကြည့်အောင်4နဲ့လက်ခံတဲ့ကျောင်းတွေလည်းရှိရ5နဲ့လက်ခံတဲ့ကျောင်းတွေလည်းရှိရမနိုင်မေးပါနဲ့အရန်နေစိတ်ဓာတ်တွေရိုက်ချိုးတဲ့ခက်ကမကောင်းပါဘူးဆိုနေမှာကလေးတွေကိုအရန်မျောလင့်ချက်ကငကိုကအိမ်မက်တွေပျောက်နေပါတယ်ဆိုနေမှာလူငယ်တွေကိုလေအချင်းချင်းမနိုင်မေးပါနဲ့ဒါပဲပေါ့နော်စိတ်မကောင်းလို့သိရမလားသူတို့နားမှာ training မယူလို့ရှင်လုံးဝ scholarship မရတော့ဘူးလို့အဲ့လိုကြီးတွေမပြောပေးပါနဲ့ရမ်းမုန်းတယ်လူချင်းလေကျမတို့လည်းပညာတက်လာတာပဲကိုရိုင်းရောအဲ့နှိမ်နေတဲ့လူတွေကကိုရိုင်းရောဘယ်အဆင့်အတက်လာလဲ ABCD ကပဲစတင်ရတာလေနော်လူတိုင်းမလောက်ပါနဲ့လူငယ်တွေကိုကျမတို့နိုင်ငံကကလေးတွေကကျမတို့စီနီယာတွေဆိုလို့ဒါလေးပဲရှိတာလေလာမင်းလူရမဝင်သလိုဘာမှပဲတုံးစားလို့မရတော့တလို့မလောက်ပေးပါနဲ့ကျမတို့လက်တွဲခေါ်မှာကျမတို့တာဝန်ပါနော်ဆိုသိချင်တာတော့လာမေးပါလူငယ်တွေအနေနဲ့ကျမသိတဲ့လောက်တော့ပြောပြပေးပါမယ်ဆိုဒါပဲပြောတာပါလို့ဘိုင်